ဆောင်းမိသားစုကတေချာပြင်ဆင်လာတာပဲသူတို့ကစုဟုံအပြင်းနှင်ပြန်လာမယ်ဆိုတာတောင်ကြိုတင်တွက်ဆထားတာပဲဒါကြောင့်လေသူတို့ကစုဟုံကိုကင်တွယ်ဖို့အလေအလက်မူလအဆင့်ပညာရှင်ကိုပါအကူအညီတောင်းခေါ်လာတာပေါ့လေအဲ့ဒါကဘာကိုဆိုလိုတာလဲစုဟုံနှင့်ဗလာတောင်တောင်ငနေတိုက်ခိုက်နေကြချိန်ထိသူသည်စဉ်းစားတွေးတောနေစေဖြစ်၏ကလန်ဗလာတောင်တောင်လူ၏စေပါဓာထုကြီးကစုဟုံ၏လှန်ရှည်နှင့်ပြင်းထန်စွာထိခတ်မိသောအခါမိဘွားများကလွင့်ပြန်ထွက်လာလေ၏ထိုအားကအလွန်ပြင်းထန်လှပြီးစုဟုံစည်းလာသောမြင်းကရက်တန့်သွားလေ၏စုဟုံကရေမောလိုက်၏သူသည်သူလက်ထဲမှလှန်ရှည်ကိုဝေယမ်းလိုက်ကာနောက်တစ်ကြိမ်အားနှင့်ခက်ဆက်ဆက်ရိုက်ချလိုက်၏တဝီဝီမြည်လာသောလှန်ရှည်သည်အရှိန်ပြင်းစွာဖြင့်စေပါဓာနှင့်ထိကပ်မိသောအခါလွန်စွာပြင်းထန်သောတုံခါလိုင်းဖြစ်ပေါ်လာပြီးနောက်စေပါဓာထုကြီးသည်အဝေးသို့ကန်ထွက်သွားလေဗလာတောင်တောင်လူ၏မျက်နှာအမူအရာသည်ပြောင်းလဲသွား၏သွေးများသည်ကျမ်းပြင်အနှံ့ပြန့်ကျဲသွား၏စုဟုံ၏လှန်ရှည်ရိုက်ချက်ကြောင့်ဗလာတောင်တောင်နှင့်ငနေသည်လွင့်စင်ထွက်သွားပြီးလမ်းပေါ်သို့ထိုးကျသွားကာမြေပြတွင်သွေးများကချင်းချင်းหนีသွားလေ၏မင်းကတိုင်းပညာအစင်းနှင်းကျင်အောင်ဆောင်နေတာပဲမင်းကနောက်ပိုင်းမူဗလာတောင်တောင်ငနေသည်စကားကိုပင်ဆုံးအောင်မပြောရသည်သူ့ပါဇက်ထဲမှသွေးများရှံကျလာလေသည်သူသည်ဒီနေ့နေမကုန်မှာပင်တေရတော့မည်ဆိုတာထင်ရှားလေသည်လူတိုင်းတုံလို့အံ့အားသင့်သွားကြ၏တချီလောက်လက်ရည်ဆန်းရယုံလေးနှင့်စုဟုံ၏လှန်ချက်ကြောင့်အလက်မူလအဆင့်ပညာရှင်တစ်ယောက်သည်အသက်ပါဆုံးရှုံးသွားရလိမ့်မည်ဟုမြည်သူမျှမထင်ထားကြပေသူတို့ကိုပိုပြီးထိတ်လန့်စေတာကစောကဗလာတောင်ငနေမသေးခင်ပြောသွားခဲ့သောစကား၏အဓိပ္ပာယ်ဖြစ်၏သူသည်သူ၏စကားကိုဆုံးအောင်မပြောသွားနိုင်ခဲ့တော့လဲသူဘာကိုပြောချင်ခဲ့လဲဆိုတာဒီမှာရှိသောလူတိုင်းလိုနားလည်ကြလေနောက်ပိုင်းမူလအဆင့်ပညာရှင်ဒီနှစ်တွေအတွင်းပင်ရဲမြို့မှာရှိသောလူများသည်စုဟုံဤစွမ်းရည်ကိုရှော့တွက်ခဲ့မိကြ၏ပြန်ကြမယ်ဟဲ့မြန်လို့ဆောင်းမိသားစုလီမိသားစုနှင့်ရှမ်းမိသားစုတို့မှမူလပညာရှင်များသည်လျင်မြန်စွာစောလိုက်ကြပြီးသူတို့၏သခင်လေးများကိုကာကွယ်ချင်ရန်ကစုမိသားစုအိမ်ရှိမှပြေးထွက်သွားကြလေ၏လူတစ်ရောက်သေး၏အော်ရာအရှိန်အဝါနှင့်ပင်တိုင်းသမားများအားလုံးသည်လွန်စွာကြောက်စိတ်မှွန်သွားကြလေ၏သူတို့သည်ဒီနေရာမှာတစ်စက္ကန့်ပင်ထက်နေလို့စိတ်မရှိကြတော့ဘဲအလောတကြီးထွက်ပြေးသွားကြလေကုန်၏စုဟုံသည်ထိုသူတို့နောက်သို့မလိုက်တော့ဘဲလှောင်ရည်လိုက်၏သူသည်မြင်းပေါ်မှဆင်းပြီးစူစီမိုကိုခေါင်းကြီးပြကအိမ်ထဲကအရင်ဝင်ကြဆိုဟုပြောလိုက်လေ၏စုမိသားစုအိမ်တော်၏အတွင်ခန်းမဆောင်ထဲတွင်စုဟုံသည်အားလုံး၏အလဲတွင်ထိုင်နေပြီးရှိုယူကဒီလတွေအတွင်းပင်ရမ်းမြို့မှာဖြစ်ပျက်ခဲ့သောအကြောင်းအရာများကိုသူထံအစီရင်ခံတင်ပြပေးနေလေ၏သူသည်နားထောင်နေရင်တစ်ချက်ခေါင်းကြီးလိုက်၏စူစီမိုသည်ဘေးမှထိုင်ကာတိတ်တဆိတ်နေရင်ခေါင်းကိုငုံထား၏ဒီအရင်ကဆိုလျင်သူ့အကိုကြီးသည်သူ့ကိုအတွင်ခန်းမဆောင်သေးသို့တခါမျှဝင်ခွင့်မပေးခဲ့သောကြောင့်သူသည်ဤကဲ့သို့သောအစည်းအဝေးမျိုးကိုတက်ရောက်ခဲ့ဘူးခြင်းမျိုးမရှိပေရှိုယူ၏အစီရင်ခံတင်ပြမှုကိုနားထောင်ပြီးနောက်စုဟုံ၏အကြည့်ကစူစီမိုအပေါ်သို့ကြားရောက်သွား၏သူသည်လေးနက်စွာဖြင့်မေးလိုက်၏ရှမ်းမိသားစုကစဦးအဆင့်တိုင်းသမား၃ယောက်ကိုတကယ်ပဲမင်းသက်ခဲ့တာလားဟုတ်ကဲ့စူစီမိုသည်ခဏလောက်တုံဆိုင်နေပြီးနောက်ဝန်ခံလိုက်၏ဗန်းမူလာကကလထိုင်ပေါ်တွင်ထိုင်နေသောစုဟုံသည်ရုတ်တရက်ဝုန်းခနဲမတက်ထရက်လိုက်လေ၏သူသည်စူစီမိုရှိရာသို့လှေခနဲခုံဝင်လိုက်ပြီးလက်သီးကိုဆန့်ထုတ်ကာပြစ်သွင်းလိုက်၏ထိုဖြစ်ပျက်သည်မျက်စိတမိတ်အတွင်းရုတ်တရက်ဖြစ်လာခဲ့ပြီးအခန်းထဲရှိလူတိုင်းတုံ့ပြန်ဖို့ပင်အချိန်မရလိုက်ပေစူစီမိုသည်ကြောင်နေပြီးတုံလုံးနေစေဖြစ်တော်လဲသူသည်သူ့လက်ဝါးကိုအလိုလျောက်ဆန့်ထုတ်ပြီးသားဖြစ်နေပြီးစုဟုံ၏လက်သီးနှင့်တွေ့စုံစေလိုက်၏ရစ်ပတ်ထိတွေ့သူသည်နွားရိုင်းရှာစေဘာကိုပုံဖော်တော့မည်ဆဲဖြစ်သည်သို့သောထိုအချိန်ကလေးမှာပင်စူစီမိုသည်ရှမ်းမိသားစုခြံဝန်းထဲမှာတုန်းကနွားရိုင်းရှာစေဘာကြောင့်မူလအဆင့်ပညာရှင်၏ဒါပိုင်းကျိုးသွားပုံကိုပြန်မြင်အောင်မိသွား၏စူစီမိုသည်နွားရိုင်းရှာစေပါကိုအစွမ်းကိုထုတ်ဖော်တော့မည်ဆဲတွင်လမ်းတစ်ဝက်မှာပင်ရက်တန့်လိုက်လေ၏ဗန်းလက်သီးနှင့်လက်ဝါးထိတွေ့မိချိန်တွင်ကျဲလောင်သောအတန်ကထွက်ပေါ်လာပြီးစူစီမိုထိုင်နေသောထိုင်ကုန်ကအပိုင်းကြေမွသွားလေ၏စူစီမိုသည်ထိုထိတွေ့မှုကြောင့်ကိုနေဟန်
ချက်ပြတ်သွား၏သူသည်ကျမ်းပြင်ပေါ်သို့နောက်ပြန်ဖင်ထိုင်ကြတော့မည်ဆဲဆဲတွင်သူသည်ကောင်းကင်ထဲသွားခြေလမ်းကိုအလိုအလျောက်ထုတ်ဖော်မိသွားပြန်၏စူစီမို၏ခန္ဓာကိုယ်တစ်ခုလုံးသည်ကျမ်းပြင်ပေါ်သို့နောက်ပြန်ပစ်လဲကျသွားတော့မည်ဟုထင်လိုက်ရ၏သို့တော်လည်းသူ၏ခြေထောက်နှစ်ဖက်သည်နေရာမှတလက်မမျှမရွေဘဲကျမ်းပြင်တွင်ခိုင်မာစွာကုပ်တွယ်ထားလေ၏စူစီမိုသည်သူ၏ခါနှင့်ခြေထောက်များမှအားကိုတစ်ချိန်တည်းမှပင်အသုံးပြုလိုက်ပြီးမတ်တက်ပြန်ရက်လိုက်လေ၏သူ၏လှုပ်ရှားပုံသည်လွန်စွာတည်တက်လှပပြီးအခန်းထဲရှာဤလူတိုင်းလက်ဖြားခါရလောက်ပေး၏စုဟုံ၏မျက်လုံးထဲတွင်အလင်းတစ်ချက်လက်သွားပြီးသူသည်ခေါင်းညိရင်ကောင်းတယ်အဲ့လိုကောင်တွေကိုတက်ပစ်လိုက်တာမင်းတကယ်တော့တဲ့ဟုပြုံးကပြောလိုက်လေ၏သူအကိုကြီးကသူ့ခွန်အားကိုစမ်းသက်ခြင်းဖြစ်သည်ဆိုတာအခုမှပင်စူစီမိုတီလိုက်ရ၏လက်သီးနှင့်လက်ဝါးထိတွေ့မိချိန်တွင်သူ့အကိုကြီးသည်သူ့ခွန်အားကိုပြန်လဲထိန်းချုပ်လျှော့ချလိုက်သည်ကိုစူစီမိုတီလိုက်လေ၏တကယ်တမ်းတော့သူသည်လည်းသူ့ခွန်အားကိုအပြည့်အဝထုတ်မသုံးခဲ့ပေသူသည်နွားရိုင်းရှာစေပါကိုလမ်းတစ်ဝက်မှာပင်ရက်တန်းခဲ့လေ၏သူသည်ထိုကွက်ကိုသူ့အကိုကြီးအပေါ်တွင်ထုတ်မသုံးရဲပေစီမိုမင်းပြန်နားလိုက်အောင်အဲ့စာပေပွဲတွေမရှိလဲဘာမှအရေးမဟုတ်ဘူးကဘာပေါ်မှာအမျိုးသမီးကောင်းတွေအများကြီးရှိပါတယ်ကွာဘာမှစိတ်ထဲထားမနေနဲ့တိတ်မကြဘူးရှောင်းနေလဲကမ်းလန်မျိုးကနေပြန်လာတော့မှမင်းအားရင်သူမနဲ့အဖော်ပြုနေပေးလိုက်ဦးစူရှောင်းနေသည်စူစီမို၏ညီမလေးဖြစ်ပြီးသူမသည်သူ့ထက်2 နှစ်ငယ်ပေသည်စူဟုံသည်သူမကိုပညာသင်ကြားရန်ကမ်းလန်မျိုးသို့ပို့ထားခြင်းဖြစ်လေသည်စူစီမိုသည်သဘောတူစွာပြုံးလိုက်ရင်ထွက်ခွာသွားလေသည်စူဟုံသည်စူစီမိုကိုထွက်သွားတာကိုကြည့်နေလိုက်၏သူသည်ခံစားချက်မျိုးစုံရောပြွမ်းနေဟန်ဖြင့်အချိန်တော်ကြာတိတ်ဆိတ်စွာငေးနေလေ၏သခင်လေးရှိုယူကညင်သာစွာခေါ်လိုက်၏စူဟုံသည်တတိပြန်ကပ်လာပြီးညင်သာစွာဖြင့်ဇီမိုကအတွင်းအားတစုံတရာကိုလေ့ကျင့်ထားတယ်လို့ငါမထင်ဘူးစောစောကငါလက်သီးကိုသူခုခံခဲ့တာကသူ့ရဲ့ခန္ဓာကိုယ်ခွန်အားတက်တာပဲဟုပြောလိုက်လေ၏တချို့လူတွေကမွေးကလေးကထူးခြားအားကောင်းတဲ့ခွန်အားနဲ့အတူမွေးဖွားလာတတ်ကြတယ်လို့ကြားဘူးတယ်ဒုတိယသခင်လေးကအဲ့လိုလူမျိုးများလားရှိုယူကဝမ်းသာအားရပြောလိုက်လေ၏စူဟုံကပြုံးလိုက်၏စောစောကငါတို့လက်ရည်စမ်းနှုံးကငါလက်မောင်းကတော်တော်လေးနာကျင်သွားတယ်အဲ့ဒါကငါလက်ကိုဆွဲဆုပ်ဖြဲလိုက်တယ်လို့ပဲဒါတောင်ငါအထင်ပြောရရင်ဇီမိုကသူ့ခွန်အားကိုအကုန်သုံးခဲ့တာမဟုတ်သေးဘူးရှိုယူကပြောလိုက်၏ဒုတိယသခင်လေးကဒီလောက်ထိအစွမ်းထက်နေမှတော့ကျုပ်တို့ရဲ့မူလစစ်မြင့်နဲ့ရီမန်းချက်ကိုပြောပြလိုက်ရင်မကောင်းဘူးလားမရဘူးစူဟုံကခေါင်းခါလိုက်၏သူသည်လွန်စွာပြတ်သားဟန်ဖြင့်အရင်ကတည်းကသူ့ကိုဒီကိစ္စထဲဝင်မပါစေခြင်းလို့ငါသူ့ကိုတိုင်းပညာတောင်သင်ခိုင်းခဲ့တာမဟုတ်ဘူးငါတည်ရမယ်ဆိုရင်တောင်ဇီမိုနဲ့ရှောင်းနှင်ကိုမကောင်းတာဘာတစ်ခုမှမဖြစ်စေခြင်းဘူးဒီစကားကိုပြောတာဒါနောက်ဆုံးဖြစ်ပါစေငါနောက်ထပ်ပြီးမကြားချင်ဘူးဦးလေးကျန်းကတက်ပြင်းချလိုက်၏ဒုတိယသခင်လေးကြီးပြင်းလာတာကိုငါအမြဲဆောင်ကြည့်နေခဲ့တာသူ့ရဲ့ညံကောင်းပုံနဲ့ဆိုတခုခုမူမမှန်တာကိုသူသတိထားမိနေလောက်မှငါစိုးရိမ်မိပါရဲ့လျှို့ဝှက်ချက်ကိုငါတို့သာမပြောရင်သူမသိလောက်ပါဘူးလေအခန်းကိုခန္ဓာကြန့်ခိုင်မိစေတုတ်တန်ထာဝရမြင့်မြတ်သောအရှင်သခင်လွန်ခဲ့သော15 နှစ်ကစုမိသားစုသည်ပင်ရန်မြို့သို့ပြောင်းရွှေ့ရောက်ရှိလာခဲ့၏အဲ့ဒီအချိန်တုန်းကသူတို့နှင့်အတူဦးလေးကျန့်ရှိုယူနှင့်အခြားလူအချို့သာပါရှိခဲ့ပြီးစုဟုံကအသက်15 နှစ်အရွယ်စူစီမိုက2 နှစ်အရွယ်နှင့်စူရှောင်းနေကတော့ငွေကင်းစသာရှိသေးလေသည်သူတို့ရဲ့မိဘတွေကတော့ထိုနှစ်မှာပင်ကွယ်လွန်ခဲ့ကြလေသည်စူမိသားစုကလူအချို့ပြောပုံအရဆိုလျင်ထိုနှစ်ကသူတို့သည်ကမ်းလန်ရိုးမောက်ကိုဖျက်လာချိန်တွင်လွန်စွာကြီးမားသောတာရဲ့အုပ်နှင့်ကြုံတွေ့ခဲ့ကြပြီးသူတို့ထဲမှအများစုသည်အသက်ဆုံးရှုံးခဲ့ကြရကာသူတို့၏မိဘနှစ်ပါးလည်းထိုအထဲတွင်ပါဝင်ခဲ့လေ၏ဖော်ပြချက်အပေါ်စူစီမိုသည်အခုနောက်ပိုင်းနှစ်များအတွင်းတဖြည်းဖြည်းတန်တရားဝင်လာခဲ့၏သူအကိုကြီးနှင့်စူမိသားစုမှသူများသည်သူမိဘများတေဆုံးမှုအပြင်နောက်ထပ်အရာများစွာကိုသူနှင့်သူညီမလေးမသိရအောင်ကွယ်ဝှက်ထိန်ချန်ထားသည်ဟုစူစီမိုခံစားရလေသည်သူအကိုကြီးသည်သူ့ကိုမြည်သည့်အနှောင့်အယှက်မျှမရှိဘဲအေးအေးဆေးဆေးစာပေလေးလာလို့ရအောင်ဟုဆိုကာသူ့အတွက်အိမ်တလုံးတီးတန့်ဝယ်ပေးခဲ့သော
လဲထိုအရာသည်အကြောင်းပြချက်တစ်ခုသာဖြစ်ပြီးသူ့ကိုမိသားစုအရေးကိစ္စများနှင့်အဝေးသို့ရည်ရွယ်ချက်ရှိပထုတ်လိုက်တာဖြစ်ကြောင်းသူသဘောပေါက်မိလေ၏စူစီမိုသည်တနေ့မှာသူ့အကိုကြီးနှင့်အတူမိသားစုတာဝန်များကိုခွဲဝေယူ၍အကူပေးနိုင်အောင်ဟုဆိုကာစာပေကုန်ထူးပွဲများရရှိရန်အသေးအတန်စ조사လေ့လာခဲ့၏သို့တော်လည်းပဲစူစီမိုသည်သူ၏အိမ်သို့ပြန်ရောက်လာပြီးနောက်သူ့ခေါင်းထဲမှအတွေးများကိုရှင်းထုတ်လိုက်လေ၏သူ့အကိုကြီးကမပြောပြချင်မှတော့သူလည်းအတင်းမင်းနေမှာမဟုတ်ပေယခုသူလုံနိုင်တာကသူကိုတိုင်ပို့ပြီးတန်မာလာဖို့ဖြစ်လေသည်ဒါမှသာလျှင်စုမိသားစုအသက်အန္တရာယ်ဘေးနှင့်ကြုံတွေ့ရသည့်အခါသူကာကွယ်နိုင်မှာဖြစ်လေသည်စူစီမိုသည်ကျင့်ကြံရေးကွင်းထဲသို့လှမ်းဝင်လိုက်၏တကွဲ့သည်အစိမ်းရောင်ကြောက်တုံးပေါ်တွင်ပြင်းရည်လေးတွဲစွာထိုင်နေ၏သူမသည်သူ့ကိုတစ်ချက်ပင်လှဲ့မကြည့်ပေသူမသည်စူစီမိုဝင်လာသည်ကိုလုံးဝမမြင်သည့်အတိုင်းပင်နွားရိုင်းသားရဲရှာစေပါအကွက်ကိုကြတော့ရသွားပြီးစူစီမိုကပြေပြောလိုက်၏တဲရွဲကထူးမခြားနာအမူအရာနှင့်ပင်သူ့ကိုအတိအမှတ်ပြုလိုက်၏တွဲပွဲ၏ထိုမူအရာသည်ချဤမှုအဖြစ်သတ်မှတ်၍ရသည်ကိုစူစီမိုသိလေသည်သွားပြီးလေ့ကျင့်တော့တွဲပွဲကမလှမ်းမကမ်းမှတစ်သားစီတစ်ခုကိုညွှန်ပြရင်းပြောလိုက်၏ထိုတစ်သားစီသည်ကျင့်ကြံရေးကွင်းထဲတွင်ရှိနေသည်မှာအချိန်တော်ကြာခဲ့ပေပြီးထိုတစ်သားစီသည်အမြဲတမ်းဗလာဖြစ်နေပြီးဘာအတွက်သုံးဖို့လဲဆိုတာလဲစူစီမိုမသိပေဒီနေ့မှာတော့ထိုစီထဲတွင်နှက်မှောင်နေသောအရေးများရှိနေပြီးထိုအရာမှလွန်စွာပြင်းထန်ဆူရှသောစေအနှံ့ကထွက်ပေါ်နေလေ၏ဒါကကျုပ်ကျင့်ကြံဖို့အတွက်လားစူစီမိုသည်ဘာမှတွေးမနေပဲတစ်သားစီထဲသို့ခုံဝင်လိုက်၏တစ်သားစီထဲသို့ခုံဝင်ပြီးချိန်မှာပင်သူ၏အမူအရာကချက်ချင်းပြောင်းလဲသွား၏အေးလိုက်တာအရန်အေးစူစီမိုသည်သူ၏ခြေလက်များကချက်ချင်းပဲထုံကျင်လာသည်ကိုခံစားလိုက်ရ၏သူ၏စပင်များတွင်နှင်းခဲလွှာများကရတိုင်းလာ၏သူ၏မျက်နှာသည်မိခိုးရောင်တန်းလာပြီးသူ့နှုတ်ခမ်းကခရမ်းရောင်တန်းလာလေ၏သူ၏ခန္ဓာကိုယ်သည်ထိမရအောင်အဆက်မပြတ်တုံရင်လာလေတော့၏ဘာကြီးလဲဒါကစူစီမိုသည်တုံရင်နေသောအတန်ဖြင့်မေးလိုက်၏တဲရွဲကခပ်ပေါ့ပေါ့ပင်ပြန်ပြောလိုက်၏မင်းမရတော့ဘူးဆိုရင်ပြန်ထွက်လာခဲ့လို့ရတယ်စူစီမိုသည်ထပ်ပြီးတော့တောက်မခံနိုင်တော့ပေဒီစီထဲမှာဆက်နေလျင်သူသည်အေးခဲပြီးတည်သွားလိမ့်မည်ဟုထင်လေသည်စူစီမိုသည်အပြင်သို့ခုန်ထွက်တော့မည့်အချိန်မှာပင်တရုတ်မျက်လုံးထဲမှတယော်လိုသောအကြည့်ကိုမြင်လိုက်ရပြီးသူသည်မခံချိမခံသာကျွဲမိတိုသွားလေ၏သူသည်အန်ကိုတင်းတင်းကြိတ်ကာစီထဲတွင်ပြန်ထိုင်ချလိုက်၏သူသည်အသက်10ကြိမ်လောက်သာရှူရသေးသည်သူ့အယိုးထဲမှခိုက်ခိုက်တုံချမ်းအေးမှုကိုခံစားလာရ၏ထိုစေးရည်များ၏လှုံ့ဆော်မှုအောက်တွင်သူသည်စတင်၍သတိလွတ်လာလေ၏စူစီမိုသည်အရင်တုန်းကတဲရွဲပြောခဲ့ဒီများကိုပြန်လဲအမှတ်ရလာ၏မင်းအနေနဲ့ဒီကျင့်ကြံခြင်းဤစနစ်တွေကိုကျင့်ကြံမယ်ဆိုရင်မင်းဘဝမှာမျှော်လင့်မထားတဲ့ဒုက္ခတွေအန္တရာယ်တွေနဲ့တွေ့ကြုံရလိမ့်မယ်မင်းအသက်ကိုအချိန်မရွေးဆုံးရှုံးသွားနိုင်တယ်အဲ့ဒီအချိန်ငါမင်းကိုလာကယ်မှာမဟုတ်ဘူးသူအေးခဲပြီးတည်သွားလျင်တောင်တဆုံကသူ့ကိုကယ်လိမ့်မည်မဟုတ်ဆိုတာကိုသူကောင်းကောင်းသိထားလေသည်စူစီမိုသည်သူခံစားနေရသောအေးဓာတ်ကိုလစ်လျူရှုဖို့ကြိုးစားရင်းသူ့မျက်လုံးများကိုမှိတ်ချလိုက်၏သူသည်အရေပြားကြန့်ခိုင်စေခြင်းအသက်ရှူသွင်းရှာလူထုတ်နီလန်းကိုတုံးလိုက်ပြီးဖြည်းဖြည်းချင်းဝင်လေထွက်လေကိုစတင်ရှူလိုက်လေ၏ရုတ်တရက်ဆိုသလိုစူစီမို၏စိတ်ထဲတွင်ရှည်လျားရှုပ်ထွေးဆန်းကြည်သောဂါထာတုတ်တန်တစ်ခုကပေါ်လာပြီးသူသည်တရုတ်၏စကားတန်ကိုကြားလိုက်ရ၏အဲ့ဒါကခန္ဓာကိုယ်ကြန့်ခိုင်စေခြင်းတုတ်တန်တစ်ခုရဲ့အချက်လက်တွေပဲမင်းမာကအခြေခံအုတ်မြင့်မရှိမှတော့ငါအဲ့ဒါကိုအပိုင်းနှစ်ပိုင်းခွဲလိုက်တယ်အရေပြားကြန့်ခိုင်စေခြင်းနဲ့အသားရည်ကြန့်ခိုင်စေခြင်းဆိုပြီးတော့မင်းခုမြင်နေရတာကအသားရည်ကြန့်ခိုင်စေခြင်းတုတ်တန်ပဲဒီနေ့ကစပြီးတော့မင်းကျင့်ကြံလေ့ကျင့်တဲ့အခါအဲ့ဒီနှစ်မျိုးစလုံးကိုပူးတွဲပေါင်းဆက်လေ့ကျင့်ရမယ်ဒီအသားရည်ကြန့်ခိုင်စေခြင်းနီလန်းကကြောက်တုံးဝက်ဝန်းနဲ့ဆိုးဘရင်စီကနေစတင်ဆင်းသက်လာတာအဲ့ဒီဝက်ဝန်းရဲ့အသားရည်ကအတော်ထူပြီးမာကြောခတ်ထန်နေသူ့ရဲ့လှုပ်ရှားပုံကလေးတယ်လို့ထင်ရပေမဲ့သူကခွန်အားတော်ကြီးတယ်ဒီဝင်လေထွက်လေနီလန်းနှစ်ခုကိုအတူပေါင်းဆက်လေ့ကျင့်လိုက်မယ်ဆိုရင်အဲ့ဒါကခန္ဓာကြန့်ခိုင်ပြီးတုတ်တန်ကိုဖြစ်ပေါ်လာစေလိမ့်မယ်တဲရွဲကစူစီမိုကိုဝင်လေထွက်လေရှုမှတ်ပုံကို
တင်ပေးရင်ရှင်းလင်းပြောပြပေးနေလေ၏စူစီမိုသည်ထိုအရာကိုတဖြည်းဖြည်းဖမ်းဆုပ်မိလာပြီးသူ၏အသက်ရှူတန်ကနှေးလာပြီးရှေကြလာလေ၏ဝင်လေထွက်လေတရှိုက်စီနှင့်အတူတစ်သားစီထဲရှိဆေးရည်များ၏အစီနှင့်သည်သူ့အရေပြားမွှေးညင်းပေါက်များမှတဆင့်သူ့ခန္ဓာကိုယ်ထဲသို့စိတ်ဝင်လာပြီးအသွေးသားများကိုအာဟာရဓာတ်ဖြည့်တင်းပေးနေလေတော့၏ဤကျင့်ကြံခြင်းနည်းစနစ်သည်အာဟာရဓာတ်ကိုဓာတ်ရိုက်ဖြည့်တင်းပေးကာအစားအသောက်များကိုစားသုံး၍ကျင့်ကြံခြင်းထက်များစွာပိုမိုထိရောက်မှုရှိလေသည်စူစီမိုသည်သူ့အသွေးသားများကအားအင်များပြေဝလာသည်ဟုခံစားလာရ၏သူ၏အရေပြားသည်မာကျောလာပြီးသူ့ကြွက်သားများသည်ပို၍တမ္မာထွားကျိုင်းလာသည်ခံစားရလေ၏အချိန်တွင်စူစီမိုသည်သူ့မျက်လုံးကိုသာဖွင့်ကြည့်လိုက်လျင်သူ့အတွက်ပိုပြီးတော့တောင်အံ့ဩတုန်လှုပ်ကောင်းသောမြင်ကွင်းကိုမြင်တွေ့ရပေလိမ့်မည်နတ်မှောင်နေသောဆေးရည်များသည်တစ်သားစီထဲတွင်အလွန်ကြဒီမှာသောဝဲကတော့ပုံစံဖြစ်ပေါ်နေပြီးစူစီမိုကထိုဝဲကတော့ဤအလဲတွင်ဖြစ်လေသည်စူစီမိုဤဘေးတွင်နွားပုံတရံမွန်းစတားတစ်ကောင်နှင့်ဝက်ဝံပုံတရံမွန်းစတားတစ်ကောင်သည်ဝါခနဲပေါ်လာလေ၏သူတို့သည်ဝိုးတိုးဝါဒပုံရိပ်များသာဖြစ်တော်လဲသူတို့၏မျက်လုံးများသည်အေးဆက်ချောက်ချားဖွယ်လက်နေ၏သူတို့သည်ရက်ဆက်ကြမ်းကြုတ်ပုံပေါ်နေပြီးကောင်းကင်နှင့်မြေကြီးကိုပင်တုန်လှုပ်စေနိုင်သောအော်ရာအရှိန်အဝါကထွက်ပေါ်နေလေ၏အချိန်သည်တဖြည်းဖြည်းကုန်လာပြီးသူ့ခန္ဓာကိုယ်ထဲမှအေးဓာတ်တဖြည်းဖြည်းလျော့ကျလာလေ၏မကုန်ခန်းနိုင်သောပမာဏနှင့်ဆေး၏အစီနှင့်များသည်သူ၏ကြွက်သားနှင့်အရေပြားကိုဇက်တိုက်တန့်စင်ပေးနေပြီးသူ၏တိုင်းအဆင်းကလည်းလျင်မြန်စွာမြင့်တက်လာလေ၏မျက်စိတမိတ်အတွင်းမှာပင်ညကကုံဆုံးသွားလေ၏စူစီမိုသည်မျက်လုံးဖွင့်လိုက်ပြီးနောက်အံ့အားသင့်ဖွယ်ကောင်းစွာပင်တစ်သားစီထဲမှဆေးရည်များသည်ရေလိုထွင်းဖောက်မြင်နိုင်အောင်ကြည်လင်နေတာကိုတွေးလိုက်ရလေဤတဲရွဲကအစိမ်းရောင်ကြောက်တုံးပေါ်မှခုန်ဆင်းလိုက်ရင်ငါမင်းကိုနောက်ထပ်ကိုဟန်လှရှားပုံသုံးတွေကိုထပ်တင်ပေးမယ်ပထမပုံစံကတွေးဖယ်မြေလက်ဝါးရဲ့ရိုက်ထောင်ကိုမင်းလိုပြောင်းလဲနိုင်တယ်မင်းမှတ်ဖို့လိုတာကကဘာမြေဆွဲအားဆန့်ကျင်ခြင်းရဲ့သဘောတရားခွန်အားအသုံးပြုပုံနီလန်းကိုတည်ထားဖို့ပဲတဲရွဲကရှင်းပြပေးနေရင်သူမ၏လက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်လေသည်စူစီမိုသည်စိတ်ကူးတစ်ခုပေါ်လာပြီးသူ့မျက်လုံးကိုမှိတ်ချလိုက်၏စူစီမိုတွင်ထူးဆန်းသောစိတ်ကူးတစ်ခုရှိနေ၏ယခုသူနှင့်မျက်နှာချင်းဆိုင်နေသူသည်တွဲရွဲမဟုတ်တော့ဘဲအလွန်ကြောက်မက်ဖွယ်ကောင်းသောဝက်ဝံသားရဲတစ်ကောင်လိုပင်ထိုဝက်ဝံသားရဲကသူ၏အလွန်ကြီးမားသောဝက်ဝံလက်သေးကိုမြှောက်လိုက်ပြီးရုတ်တရက်အောက်သို့ကုတ်ဆွဲချလိုက်၏ထိုအရာသည်ပုံရိပ်ရောင်တစ်ခုသာဖြစ်သည်ကိုစူစီမိုသိထားတော်လဲထိုအားကောင်းပြင်းထန်သောကုတ်ချက်ကျဆင်းလာသောအခါသူသည်အလိုလျောက်နောက်သို့ဆုတ်လိုက်လေ၏သူသည်တစ်သားစီထဲတွင်သာရှိနေသေးသည်ကိုမေ့နေပြီးစူစီမိုသည်ကျမ်းပြင်ပေါ်သို့ပြစ်လဲကျသွားကာမြစ်ပေဆုပ်သွားလေ၏တစ်သားစီထဲရှိရည်များသည်ကျမ်းပြင်ပေါ်သို့ဖိတ်ဆင်ထွက်ကြကုန်တော့ဒုတိယပုံစံကတော့တောင်တန်းအားပြုပုံစံပဲမင်းရဲ့ခွန်အားအကုန်ကိုအသုံးပြုပြီးအရှိကိုဖိချရမယ်မင်းရဲ့ပြိုင်ဘက်ကပြန်တုံ့ပြန်ဖို့တောင်အချိန်မရလိုက်ပဲချက်ချင်းတန်းသေးသွားလိမ့်မယ်စူစီမိုဤသူငယ်အိမ်သည်တင်းကျပ်သွားလေဤတောင်တန်းအားပြုပုံစံကိုသူမပုံဖော်လိုက်သောအခါတွဲယုံဤဘေးပတ်လည်းရှိလေတုသည်အေးခဲသွားလေဤထိုလေတုသည်အဆိုင်ခဲပုံစံပြောင်းသွားသည်ဟုထင်ရပြီးနောက်ဘေးပတ်သို့ခွဲထွက်သွားလေဤတဲရွဲဤလျင်မြန်ထိတွေ့လိုက်သောလှုပ်ရှားမှုဖိအားကိုထိုလေတုကတောင့်ခံနိုင်ပုံမရပေတတိယပုံစံခန္ဓာကြောက်ရွံ့တွဲပွဲကခဏရက်တန့်ပြီးမှဆက်ပြောလိုက်၏အဲ့ဒါကမဟာအယိုင်းကဘာကသားရဲနတ်ဆိုးဘရင်ဆက်နှစ်ပါးရဲ့လျှို့ဝှက်နတ်နဲ့ဂန္ဓဝင်ပညာရဲ့ထဲကခုခံကာကွယ်ခြင်းနီလန်းပဲအဲ့ဒါကိုမနှောကျင့်ကြံခြင်းနီလန်းလို့လည်းပြောလို့ရတယ်မင်းအဲ့ဒါကိုအောင်မြင်အောင်လေ့ကျင့်နိုင်ပြီဆိုတာနဲ့မင်းရဲ့အသွေးသားခန္ဓာကတဘာဝကြောက်တုံးကြီးဖြစ်သွားလိမ့်မယ်ဖြည့်ဆည်းလို့မရနိုင်အောင်ဖြစ်လာမယ်ရရှိနိုင်မဲ့ဒဏ်ရာတွေကိုတက်နိုင်သမျှနေအောင်လျှော့ချပေးလိမ့်မယ်စူစီမိုသည်ကြောက်တုံးဝက်ဝံကိုဟန်သုံးတွေကိုစတင်လေ့ကျင့်လိုက်ပြီးတယုံကဘေးကနေအေးတီအေးဆက်ဖြင့်ရက်ကြည့်နေကသူ့အမားလုံးမိလျင်ဝင်ရောက်ထောက်ပြပေးလေသူ့အမားကိုတွဲရုပ်ဝင်ထောက်ပြသည့်အချိန်တိုင်းစူစီမိုသည်နင့်နေအောင်အစော်ခံရလေဒီနေ့တနေ့ကုန်သွားပြီးစူစီမိုသည်ကြောက်တုံးဝက်ဝံကိုဟန်သုံးတွေကိုပြီးဆုံးအောင်မလေ့ကျင့်ရသေးတော့လဲသူ၏ခန္ဓာကိုယ်သည်ဒဏ်ရာအနာတရများနှင့်ပြည့်နေလေပြီး
သူ၏ခန္ဓာကိုယ်အနှံ့တွင်ပွန်ပဲ့ရများပြည့်နေပြီးချွေးများလည်းရွှဲနစ်နေလေ၏သူသည်အားအင်ကြီးနှင့်စွာဖြင့်မြက်ခင်းပေါ်လဲကျသွားပြီးဟောဟဲဆိုင်နေလေသည်တကယ်တော့ထို့သောသာအကြံတမ်းမှလေ့ကျင့်လျင်ကြောက်တုံးဝဝန်ကိုဟန်သုံးသွယ်ကိုလေ့ကျင့်ဖို့အချိန်များစွာပိုယူရလိမ့်မည်ဆိုတာစူစီမိုကောင်းစွာသိထားလေဒီညသို့ရောက်သောအခါတဲရွယ်ကစူစီမိုအတွက်နောက်ထပ်ဆေးရည်တစ်စီကိုပြင်ဆင်ပေးလေသူ့အတွက်စိတ်လှုပ်ရှားခြင်းနဲ့ဖွယ်ကောင်းစေတာကသူနေ့ဘက်မှာဘလောက်ပြင်းပြင်းထန်ထန်ဒဏ်ရာအနာတရရခဲ့ပါစေညဘက်ရောက်လို့တစ်သားစီအတွင်မှလေ့ကျင့်ပြီးတာနှင့်သူရှိခဲ့သောဒဏ်ရာများသည်အမာရွတ်သေးသေးလေးမကြံခဲ့အောင်ပင်ယူပစ်သလိုပျောက်ကင်းသွားခြင်းဖြစ်လေသည့်နောက်ထပ်3လအတွင်းတွင်စူစီမိုသည်နေ့ဘက်မှာအမဲသားအချို့စား၍ကြောက်တုံးဝဝန်ကိုဟန်သုံးသွယ်ကိုလေ့ကျင့်ခြင်းညဘက်မှာတစ်သားစီထဲသို့ဝင်ရောက်ပြီးဆေးရည်များ၏နှိုးဆော့အာနိတင်အောင်၌ဝင်လေထွက်လေရှူရှိုက်လေ့ကျင့်ခြင်းများကိုလုပ်ခြင်းဖြင့်သူ၏နေ့ရက်တိုင်းကိုကုံဆုံးစေလိုက်၏စူစီမိုသည်အန်ကိုတင်းတင်းကျိတ်၍မရေမတွက်အောင်အပြင်းထန်လေ့ကျင့်ခဲ့၏ပြင်းထန်ကြမ်းတမ်းသောပုံစံနှင့်အသေးအတန်လေ့ကျင့်ပြီးနောက်စူစီမိုသည်ခန္ဓာကြန့်ခိုင်မီစေတုတ်တံကိုပို၍နက်ရှိုင်းစွာနားလည်လာလေ၏သူသည်တွေ့ဖယ်မြေလက်ဝါးနှင့်တောင်တန်းအားပြုပုံစံတွင်စိုးဦးအောင်မြင်မှုကိုပင်ရရှိလာခဲ့လေသည်သို့တော်လည်းသူသည်ခန္ဓာကြောက်ရွံ့ပုံစံ၌လမ်းတစ်ဝက်မှာပင်ရှေ့မဆက်နိုင်ဘဲရက်တက်နေလေ၏စူစီမိုသည်ကြောက်တုံးဝဝန်ကိုဟန်သုံးသွယ်ကိုစတင်လေ့ကျင့်ခဲ့တုန်းကကြမ်းတမ်းသောပုံစံသို့ပြောင်းလဲသွားခဲ့သောသူ၏အသားရည်သည်ယခုအခါပြန်၍နူးညံ့ချောမွေ့လာပြီးငကိုတဘာဝအခြေအနေသို့ပြန်လည်ရောက်ရှိသွားအားလီသူ၏အသားရည်သည်ကြောက်စိမ့်လိုဝင်လက်နူးညံ့နေပုံရတော်လဲတကယ်တော့အရင်ကထက်အများကြီးမာကျောတန်မာလာခဲ့လေသည်စူစီမို၏ကြွက်သားများသည်ပိုမိုတန်မာလာပြီးသူ၏ခန္ဓာကိုယ်သည်ပို၍ကြန့်ခိုင်မာကျောလာခဲ့၏သူသည်အရက်သည်လည်းပို၍ရှည်လာခဲ့လေ၏သူသည်အသက်18နှစ်အရွယ်သာရှိသေးတော်လဲသူ၏အရက်သည်6ပေကျော်နေပြီးကျဲသွဲ့၏အရက်အမြင့်နှင့်တူညီသလောက်ရှိလာလေပြီးလွန်ခဲ့သော3လကစူစီမိုသည်ရှမ်မီသားစုအိမ်တော်တွင်ဓာသမားများနှင့်တိုက်ခိုက်ခဲ့သောအခါသူ့ကိုဓာချက်များထိခိုက်ခဲ့လေ၏သူသည်ပြင်ပတံရာများမရရှိခဲ့တော်လဲစေဘာနှင့်ဓာများ၏ထိခတ်မှုသည်သူ၏ကြွက်သားများကိုအနာတရားဖြစ်စေကာအချိန်တော်ကြာသည့်အထိနာကျင်ကြိုက်ခဲနေခဲ့လေအခုအချိန်မှာတော့စူစီမိုသည်သူ့ကိုပကတိစဦးအဆင့်တိုင်းသမားများကဓာနှင့်ဝိုင်းခုတ်လျင်ပင်သူတွင်မြည်သည့်အနာတရားမျှဖြစ်လာလိမ့်မည်မဟုတ်ဟုသူထင်မိလေသည်ခန္ဓာကြန့်ခိုင်မီစေခြင်းကို2ဝက်လောက်လေ့ကျင့်လာခဲ့ပြီးနောက်သူ၏ခန္ဓာကိုယ်သည်ဓာစေပါများနှင့်တရံတူလာလေသည်တကယ်တော့သူရရှိခဲ့သောပြောင်းလဲတိုးတက်မှုများသည်ဤထက်ပိုပေသည်သူ၏ခွန်အားသည်အလွန်ကြဤမှလာပြီးသူ၏အမြင်နှုံးသည်မယုံကြည်နိုင်လောက်အောင်အိုင်မြန်ဆန်လာကသူ၏အမြင်အာယုံကလည်းလွန်စွာဆူရှလာလေ၏ဒီမနက်တွင်စူစီမိုသည်ကျင့်ကြံရေးကွင်းမှလမ်းလျှောက်ထွက်လာခဲ့၏သူသည်အစိမ်းရောင်ဝတ်စုံတစ်ထည်ကိုလဲလှယ်ဝတ်ဆင်ကတေသက်အောင်ပြင်ဆင်ပြီးစူမီသားစုအိမ်တော်ရှိရာသို့ထွက်လာခဲ့လေ၏စူရှောင်းနေကဒီနေ့ပြန်လာပေလိမ့်မည်စူစီမိုစူဟုံတို့စူမီသားစုမှမြည်သူဖြစ်သူမကိုချစ်ခင်နှစ်သက်ကြပြီးသူမအပေါ်မြည်သည့်ထိခိုက်မှုမျိုးမှအဖြစ်မခံနိုင်ကြပေစူစီမိုသည်စူမီသားစုအိမ်တော်ကိုမကြအာခင်မှာပင်ရောက်ရှိသွားလေ၏ဒုတိယသခင်လေးရောက်ပြီးဟေ့စူမီသားစုမှလူများသည်နှစ်ချိုက်နှွေးထွေးစွာဖြင့်နှုတ်ဆက်လိုက်ကြလေစူစီမိုသည်သူတို့ကိုပြုံး၍ခေါင်းကြီးပြလိုက်၏3လကြာအောင်ပြန်လဲအားဖြည့်ပြီးနောက်ဦးလေးကျန့်၏ဒဏ်ရာများသည်ပျောက်ကင်းသက်သာသွားခဲ့တော်လဲသူသည်အရင်ကထက်ပို၍အိုစာသွားသည်ဟုထင်ရလေ၏အကိုကြီးတယောက်အိမ်မှာမရှိပြန်ဘူးမဟုတ်လားစူစီမိုကဒီအတိုင်းပဲမေးလိုက်၏ဦးလေးကျန့်ကပြုံးလိုက်၏သူအရင်လတွေကမပြီးပြတ်သေးတဲ့အလုတ်ကျွေးတွေနဲ့ပြည်နေတာသူ့အလုံးနဲ့သူရှုပ်နေတာဆိုတော့သူဒီနေ့တော့အိမ်ပြန်ရောက်နိုင်လိမ့်မယ်မထင်ဘူးစူစီမိုနှင့်ဦးလေးကျန့်သည်စူရှောင်းနေပြန်အလာကိုစောင့်ဆိုင်ရင်းစကားဆက်မီပြောနေကြ၏2နာရီအကြာ4နာရီအကြာမွန်းတဲ့ချိန်ကြော်လွန်လာခဲ့၏ကမ်းလန်မြို့ကြီးနှင့်ပင်ရဲမြို့သည်တ
တိတ်ဝေးလာတာမဟုတ်ပေခြေလျင်လျှောက်လျင်ပင်2 နာရီထက်ပိုမလျှောက်ရပေသို့သောယခုအချိန်ထိစူရှောင်းနေကပြန်ရောက်မလာသေးပေစူစီမို၏မျက်နာသည်တုံမှုန်လာပြီးသူ့မျက်လုံးထဲတွင်အေးဆက်သောအငွေ့အသက်များပေါ်နေ၏ဦးလေးကျန့်သည်မျက်မှောင်ကျုပ်စဉ်းစားနေပြီးနောက်လှမ်းအော်ခေါ်လိုက်၏အရှိုရုပ်ရှိပါတယ်ဦးလေးကျန့်ကတီကြည်လေးနဲ့သောလေတံဖြင့်ကမ်းလန်မျိုးကိုလူအချို့ခေါ်ပြီးလိုက်သွားစုဒီနေ့ကမ်းလန်မျိုးကနေထွက်လာဖြစ်လားမဖြစ်လားဆိုတာသွားစုံစမ်းထူးခြားတဲ့သတင်းရှိရင်ငါစီကိုချက်ချင်းသတင်းပြန်ပို့ဟုခက်ပြက်ပြက်ပြောလိုက်၏သွားစရာမလိုတော့ဘူးစူစီမိုကလက်ကပြလိုက်၏သူ့ညီမအကြောင်းကိုသူအတိဆုံးဖြစ်သည်စူရှောင်းနေသည်ငယ်ငယ်လေးကလေးကလွန်စွာလိမ္မာရေးချရှိပြီးနာခံတတ်သောကလေးမဖြစ်၏သူမသည်မိသားစုကိုပူပန်သောကရောက်စေအောင်ဘယ်တော့မှလှုပ်လိမ့်မည်မဟုတ်ပေစူရှောင်းနေသည်ယခုအချိန်ထိပင်ရမ်းမြို့ကိုရောက်မလာသေးဘူးဆိုလျင်အဖြေကတခုသာရှိလေသည်သူမသည်ကံခေစရာတစ်ခုခုနှင့်ကြုံနေရပေပြီးစူစီမိုသည်ဖြည်းဖြည်းချင်းမတက်ထွက်လိုက်ပြီးသူ၏အမူအရာကအေးဆက်ခတ်ထန်နေ၏ဦးလေးကျန်းနှင့်ရှိုယူသည်စူစီမို၏လှုပ်ရှားမှုတစ်ခုနှင့်ပင်မွန်းချက်ဖွယ်ဖိအားကိုခံစားလိုက်ရ၏လူနှစ်ယောက်သည်များစွာသောရန်ပွဲများတိုက်ပွဲများကိုကြုံတွေ့ဖြစ်ကျော်ခဲ့ဘူးပြီးတေခြင်းတရားနှင့်လွန်စွာနီးကပ်ခဲ့သောအခြေအနေများစွာကိုပင်တွေ့ကြုံခံစားခဲ့ဘူးပေပြီးသူတို့သည်အင်မော်ရဲသို့လူထောင်ချီစစ်တပ်ကြီးနှင့်ရင်ဆိုင်ရလျင်ပင်ကြောက်ရွံ့လိမ့်မည်မဟုတ်ပေအခုအချိန်မှာတော့သူတို့နှစ်ယောက်သည်စူစီမို၏အမျက်နှင့်ရင်ဆိုင်ရသောအခါကြောက်ရွံ့မှုဖြင့်မထိန်နိုင်စွာတုန်လှီလာကြလေသည်ဒုတိယသခင်လေးကတကယ်ကြီးပြောင်းလဲသွားတာပဲဦးလေးကျန်းနှင့်ရှိုယူသည်တူညီသောအတွေ့ဖြင့်တယောက်နှင့်တယောက်အကြည့်ချင်းဖလှယ်လိုက်ကြ၏အစီရင်ခံပါတဲ့ရှမ်းမိသားစုကရှမ်းနံတကားပြင်ကနေဝင်ခွင့်တောင်းနေပါတယ်စုမိသားစုအဆောင်လျှောက်တယောက်ကအော်ပြောလိုက်လေ၏ဦးလေးကျန်းကအသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏ဝင်လာခိုင်းလိုက်ဟီဟီခမည်းတော်ဘာတွေများလုပ်နေကြပါလိမ့်များမကြမီအဖြူရောင်ဝိယုံနှင့်ရှမ်းနံသည်ပြုံးရွှင်စွာဖြင့်ဝင်ရောက်လာလေ၏စူစီမိုသည်စကားတခွန်းမျှမပြောပေသူ၏မျက်လုံးကိုမှေးလိုက်ပြီးရှမ်းနံကိုစိုက်ကြည့်လိုက်လေ၏ရှမ်းနံသည်ဒိန်ခနဲ့နူလုံးခုန်သွားလေ၏ဘာကြောင့်မှန်းမပြောတတ်တော်လဲသူသည်ဒေါမှန်ထနေသောကြားတကောင်နှင့်စာလောင်နေသောဝင်းပလွေတကောင်ကသူ့ကိုပြစ်မှတ်ထားနေသလိုခံစားရလေ၏သူသည်မျက်စိတမိတ်အတွင်းအပိုင်းပိုင်းဆုပ်ဖြဲခံရတော့မြည်ကဲ့သို့ပင်ကျုပ်ကဒီမှာအမှားစကားတစ်ခုလာပြောမလို့ပါဇောင်းမိသားစုနဲ့လီမိသားစုကစုမိသားစုကတခင်လေးနှစ်ယောက်ကိုစပွဲတစ်ခုတက်ရောက်ဖို့ဖိတ်ကြားခိုင်းလိုက်လို့ပါရှမ်းနံသည်တမျိုးတစ်ဖုံမလုံးမလဲခံစားလာရပြီးအလောတကြီးထပြောလိုက်လေစူစီမိုသည်ရှမ်းနံဘေးသို့ရောက်လာပြီးတည်ငြိမ်စွာပြောလိုက်လေ၏ငါအကိုကြီးကအခုမရှိဘူးငါပဲမင်းနဲ့လိုက်ခဲ့မယ်ဒုတိယသခင်လေးသူတို့ကစပွဲအကြောင်းပြပြီးတခုခုကြံစီနေတာဖြစ်ရမယ်တိမ်မသွားရဘူးရှိုယူကရှေ့သို့ထွက်လာပြီးစူစီမို၏နာအနာကပ်ကအတန်တိုးတိုးဖြင့်အလောတကြီးပြောလိုက်လေ၏စူစီမိုကသူ့ကိုစိုက်ကြည့်လိုက်လေ၏ရှိုယူကသူ့ကောင်းကိုညှို့လိုက်ပြီးအန်ဂျိတ်ကပြောလိုက်၏ဒုတိယသခင်လေးအဲ့ဒါဆိုတင်းနဲ့အတူကျုပ်ပါလိုက်ခဲ့မယ်စူရှောင်းနေကပျောက်နေပြီးဇောင်းမိသားစုကရုတ်တရက်စူဟုံနှင့်စူစီမိုကိုစပွဲအတွက်လာဖိတ်လေ၏ထိုအရာကသူတို့မဟုတ်တာတခုခုကြံစီနေပြီဆိုတာသိတာလေ၏သူသည်အသက်ရှင်လျက်ပြန်လာနိုင်မှလာနိုင်လိမ့်ပေမည်သို့သောဒုတိယသခင်လေးကရန်သူတွေနှင့်တယောက်တည်းတိုက်နေချိန်သူကဘယ်တော့မှဒီတိုင်းထိုင်နေလိမ့်မည်မဟုတ်ပေရှိုယူစုမိသားစုကသခင်လေးနှစ်ယောက်ကိုပဲစပွဲကိုဖိတ်ရမယ်လို့သခင်လေးဆောင်ကတေချာမာလိုက်တယ်တခြားဘသူမှခေါ်လာလို့မရဘူးအဲ့လိုမှမဟုတ်ရင်တော့ရှမ်းနံကစကားကိုဆုံးအောင်ဆက်မပြောတော့လဲထိုအရာကသူတို့ကိုချင်းချောက်နေသည်မှာထင်ရှားလေ၏ရှေ့ကသွားစူစီမိုကအေးဆက်စွာပြောလိုက်၏ရှမ်းနံသည်ဦးလေးကျန်းနှင့်ရှိုယူကိုမထီတရီလှမ်းကြည့်ကလှောင်ရည်ရင်စူမိသားစုအိမ်တော်မှထွက်ခွာသွားလေ၏ငကြံ့ငါတို့ဘာလုပ်ရမလဲငါတို့လူတွေခေါ်သွားပြီးသွားတိုက်ခိုက်ကြရင်ကောင်းပါလားဒုတိယသခင်လေးတခုခုဖြစ်လို့မရဘူးနော်ရှိုယူကစိတ်ရှုပ်စွာပြောလိုက်၏ဦးလေးကျန်းကမျက်မှောင်ကျုပ်ရင်းခေါင်းခါလိုက်၏တစ်ဖက်လူကကြိုတင်ပြင်ဆင်ထားပြီးသားဆိုတာအတိတာကြီးရဲ့
အခုအချိန်မှာဇောင်မိသားစုအိမ်တော်ကအနေရတွေပြည့်နေလက်ရှိငါတို့လူအင်အားနဲ့ဆိုငါတို့သူတို့ကိုဘလို့မှနိုင်မှာမဟုတ်ဘူးဦးလေးကျန်းကအတော်ကြာရက်တက်နေပြီးမှလေးနဲ့စွာဖြင့်အနီးဆုံးမဟူရာမြင်းစည်းစစ်တပ်စီကိုသွားတက်နိုင်သမျှမြန်မြန်လိုက်လာဖို့သွားပြောဒါပေမဲ့သူတို့အချိန်မီရောက်နိုင်ပါမလားရှိုယူကပြန်မေးလိုက်၏ငါလည်းမပြောတတ်ဘူးဦးလေးကျန်းကတက်ပြင်းချလိုက်၏အခုအချိန်မှာငါတို့မျှော်လင့်နိုင်တာကဒုတိယသခင်လေးနဲ့မစ္စဆူကတက်နိုင်သမျှအချိန်ကြာဆွဲထားနိုင်ပါစေလို့ပဲအဲ့ဒါပဲ